ဝန်တာဖို့ကောင်းတဲ့သတင်းလေးတစ်ခုပြောပြချင်လို့ပါရှင်အဲ့ဒါကတော့ခီးသွွားဆောင်းပါးတွေရင်းနေကြခီးသွွား content တွေဖန်တီးနေကြကိုနိုင်ငံတကာကနေအတိအမှတ်ပြုခံရတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ဒီမှာမြင်ရတဲ့ email ကတော့မကောက်မှာကျင်းပမယ် International Online Celebrity Gala ပွဲမှာလူမြတ်ကိုမြန်မာနိုင်ငံကိုစားပြု travel blogger content creator တယောက်အဖြစ်ဖိတ်ကြားထားတဲ့ email ပဲဖြစ်ပါတယ်အဲ့ဒီပွဲရဆိုရင်ဖြစ်နိုင်ငံတကာမှာရှိတဲ့နာမည်ကြီးတဲ့ online celebrity တွေကိုမကောက်အောင်မှာအခမ်းအနားကျင်းပပြီးတော့ညစာစားပွဲကျင်းပမှာပေါ့နော်အဲ့ဒီမှာစုပေးပွဲတွေလည်းကျင်းပမှာဖြစ်ပါတယ်ပို့ပြီးတော့ဝမ်းသာစရာကောင်းတဲ့သတင်းကတော့လူမြတ်ကို Travel and Cultural Discovery Creator of the Year Award အဲ့ဒီဆုမှာစကားတင်အဖြစ်ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီဆုကကြတော့ဘယ်လိုလဲဆိုရင်သူကခီးသွွားနဲ့ယဉ်ကျေးမှုဆိုင်ရာcontent တွေကိုဖန်တီးနေတဲ့ဗီဒီယိုမှာတစ်နှစ်တာလုံးအတွက်အကောင်းဆုံးသူပေးတာပဲဖြစ်ပါတယ်ဒီတော့တောင်မှပေါ့နော်နိုင်ငံတကာမှာအရန်ကိုပေါက်ပြီးသား content creator တွေ follower တန်းနဲ့ချီရှိနေတဲ့ vlogger တွေ influencer တွေအများကြီးတည်းမှာလူမြတ်ကိုစကားတင်စင်းနဲ့ထည့်သွင်းပေးတဲ့အတွက်လည်းအရန်ကိုဝမ်းသာမိတယ်ဂုဏ်လဲဂုဏ်ယူမိပါတယ်ရှင်အခုလိုမျိုးနိုင်ငံတကာကနေအတိအမှတ်ပြုလာအောင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ပိုင်းမှာလည်းဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ခီးသွွား content လေးတွေတခြားဗဟုသုတရစရာ content လေးတွေအများကြီးကိုဖန်တီးပေးသွားဖို့လည်းအရန်ကိုအားရရှိသွားပါပြီရှင်ဒီပွဲလေးမှာဆုရဖို့အတွက်မြတ်ကိုအားလုံးဝိုင်းပြီးတော့ဆုတောင်းပေးကြပါအောင်နော်အားလုံးပဲကျေးဇူးပါရှင်ဘိုင်ဘိုင်